ရန်ကုန် FM ရေဒီကိုနားဆင်နေကြတဲ့လူချင်းမင်းများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အိမ်တော်ရေးဖောက်ပြန်မှုရဲ့စိုးကြိုးရလဒ်ကိုခန်းစားရတဲ့လူငယ်တယောက်အကြောင်းပြပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အစီအစဉ်လေးမစခင်ကျွန်တော်ရဲ့ channel လေးလည်း subscribe နေပြီးအားပေးခဲ့ကြပါအောင်လို့မြတ်တရက်ခံပါတယ်ခင်ဗျာတလင်တမဥပဒေနဲ့ထောင်ကြပြီးဒီနေ့ဇော်ခန့်လွတ်လာပြီထောင်ကလွတ်ချင်းလောလောဆယ်ပဲသွားရမယ်မသိဘူးထောင်ထဲထည့်ခဲ့တဲ့မိမဖြစ်သူဣဇာစီပဲသွားရမလားအတူဖောက်ပြန်ခဲ့တဲ့ညိုမီစီပဲသွားရမလားကိုပြစ်ကိုပြန်တွေးပြီးရှက်ပြုံးပြုံးမိတယ်ခြေဦးတရထွက်လာမယ်ဆိုပေမဲ့ရောက်သွားတာကအမေအုပ်ကူရောက်တော့တိတ်မနှွမ်းသေးတဲ့ပန်းစီတစ်ခုတွေ့တယ်ဣဇာပဲလာပြီးသွားတာနေမဲလို့တွေးမိတယ်ချွေးမဖြစ်သူတောင်အမေစီပန်းစည်းတွေယူလာလိုက်အမေကြိုက်တဲ့မုတ်တွေယူလာလိုက်နဲ့သားရင်ဖြစ်တဲ့ကျွန်တော်ကအရင်တုန်းကရောအခုရောမတိတတ်တဲ့အကောင်မှအမေရဲ့အမေချွေးမကသားကိုသာအမုန်းကြီးမုန်းနေတာအမေကိုတော့သူချစ်တယ်ချစ်ဆိုအမေကလည်းသူ့ဘောကောင်းတာကိုကဘာမှာလက်ချိုးယူလို့ရတဲ့ရောက်ခမနဲ့ချွေးမအစဉ်ပြေကြတဲ့ဆက်ဆက်ရေးတဲ့အမေနဲ့ဣဇာပါတယ်အမေခုချိန်ကျွန်တော်ဘေးမှာရှိရင်ဣဇာစီပြန်သွားငါသမီးကိုတေချာပြန်ချောပြန်တောင်းမယ်ကျင်းတဲ့တိတောင်းမယ်လို့အမေဘေးကတွတ်ပြောနေမှာကိုကျွန်တော်ကြားမိပါသေးရဲ့ထောင်ထဲမှာတွေ့ခဲ့တဲ့ညီကိုတွေကကျွန်တော်ကိုဘာပြောလဲသိလားသူတို့ကဆေးမှုလူသေးမှုလောင်းကစားမှုတို့အထွေထွေပေါ့အမေဟာကျွန်တော်ကမိမကိုဖောက်ပြန်လို့ပြောလိုက်တာဝိုင်းကြီးကြတဲ့အမေယောက်ျားတိုင်းဖောက်ပြန်ကြပါတယ်ကွာမင်းကြမှာထောင်ကြရတယ်လို့မင်းကလည်းမသိအောင်လုပ်ဖို့ကွာတဲ့အားလုံးလုပ်နေကြတာပဲတိတ်တာတိတ်စေမမြင်စေနဲ့ပေါ့တဲ့ညှလိုက်တာကွာမင်းကြမှာထိပေါက်သွားရတာပေါ့ဆိုပြီးကျွန်တော်ပြစ်မှုတွေကသူတို့အတွက်ဟာတာကြီးကိုဖြစ်လို့အမေတကယ်တော့အမေလည်းအမှန်တရားမသိပဲဆုံးသွားတာနော်အမေအတွက်လည်းကျွန်တော်ကတစ္ဆာမရှိတဲ့ကောင်သားတို့သားမိုက်ပေါ့အဖေလိုအကောင်ပေါ့အဖေခြေရနင်းတဲ့အကောင်ပေါ့ဟုတ်လားအမေကိုလည်းအဖေတစ္ဆာဖောက်ခဲ့တယ်ကျွန်တော်ကလည်းအမေချွေးမကိုတစ္ဆာဖောက်တယ်လွန်ခဲ့တဲ့9နှစ်ခန့်ကငယ်တငယ်ချင်းညိုမီဆိုတဲ့ကောင်မလေးကျွန်တော်ကို Facebook မှာလာအပ်တယ်သူသားလေးတယောက်နဲ့ဒုက္ခအရင်ရောက်နေလို့ငွေလေးနည်းနည်းလောက်ကူညီပါလားတဲ့ဒါကြောင့်နဲ့တက်ခဲ့တဲ့တငယ်ချင်းတွေဖြစ်တာကြောင့်ရောယောက်ျားဆုံးသွားတဲ့အားကိုမရှိမုဆိုးမဖြစ်နေတာကြောင့်ရောကျွန်တော်မိမကလည်းသားလေးကိုဝင်လွှဲထားရတော့သားသမီးချင်းကိုချင်းစာစိတ်နဲ့ရောငွေကူညီပေးခဲ့တယ်အဲ့ဒီတုန်းကကူညီခဲ့တာငွေ9သိန်းလေးပါပဲအဲ့ဒီငွေ9သိန်းလေးကကျွန်တော်ဘဝပြည့်တဲ့အထိဖြစ်မယ်လို့သာကြိုပြီးသိခဲ့ဆိုရင်တော့ဗျာအမေသားလူစိုးကြီးကညိုမီနဲ့အပြင်မှာလဲတွားတွေ့သေးတာဗျကလေးတယောက်အမေဆိုပေမဲ့အခုထိပုံမပြတ်သေးတောင်းတောင်းဖြောက်ဖြောက်ရှိနေသေးတဲ့မိမတယောက်ရဲ့ရေလာမြောင်းပေးတွေလှုပ်ချင်းခံရတဲ့အခါကျွန်တော်တစ်သက်လုံးစောက်တည်လာတဲ့ဂုံတိတ်ခါတီလတမာရီတွေကမြုံမုံတွေလိုပျောက်ကွယ်ခဲ့ရောကျွန်တော်ကဣဇာအမြဲပြောသလိုခက်ညံ့ညံ့ကောင်းသားပါဗျာမိမကိုဝင်ရှိနေချိန်ဖောက်ပြန်တဲ့ကောင်လောက်ပဲယုံစရာကောင်းတာရှိပါဦးမလားဣဇာကခတ်တော်တုံးမိမမဟုတ်ဘူးလေကျွန်တော်မူမမှန်တာတွေအခြေအနေနည်းနည်းပြတ်တာတွေသူသိတယ်တခဏကိုတဘဝသာတာယာမှုနဲ့လဲခဲ့တဲ့အကောင်ကအဲ့ချိန်မဆိတ်မှုန်နေတာကလွဲပြီးမျိုးမီပြုတ်သမျှနှုတ်နေတဲ့အချိန်ပေါ့နောက်ဆုံးသူတောင်းတဲ့ငွေလည်းမပေးနိုင်တော့ဘူးမရင်ငယ်တွေရဲ့အမှုကျင့်အတိုင်းရိုးရာမပြတ်ချင်းချောက်လာပြီပေါ့ဗျာသူနဲ့ကျွန်တော်ရဲ့ဗီဒီယိုတွေပုံတွေကျွန်တော်မိမကိုပို့မယ်ပေါ့တိတ်တော့လည်းမအံ့ဩပါဘူးဒီလိုမိမတွေနဲ့ပတ်သက်မိရင်ဒီလိုလမ်းကရှောက်ရမှာပဲလေမတီးပဲလှုပ်ခဲ့တာလည်းမဟုတ်တော့ညုံမိရဲ့ရုပ်မာမှုတွေလည်းမအံ့ဩတော့ပါဘူးဗျာကိုခင်းခဲ့တာခွေးဆက်ပဲဟာဟုတ်နောက်ဆုံးတော့ဣဇာတိသွားတယ်သူ့ယောက်ျားနဲ့တခြားမိမချစ်တင်းတော့ထားတဲ့ဗီဒီယိုတွေကိုကိုဝင်ကြီးနေ့စီလစီချိန်ကြီးမှာမြင်စီမိခဲ့တဲ့အဲ့ဒီတစ်ခုကိုတော့အရန်အားနာတယ်ကျွန်တော်လူကောင်က
အားနာတဲ့စိတ်ဖြစ်ရတာတောင်ရှက်မိတယ်ပြီးတော့ဣဇာကညိုမီကိုတောင်းပန်တယ်ဗျာကျွန်တော်လိုကောင်ကြောင့်ဒီလိုမိမမျိုးကိုဣဇာကတောင်းပန်ရတယ်တဲ့ညိုမီကိုတန်ရန်တန်ကြီးပေးညှိနှိုင်းပြီးကျွန်တော်တို့မိသားစုဘဝတွေကလွင့်စေခဲ့တယ်ကျွန်တော်ကိုဒုက္ခရအောင်ညိုမီကလုံးမဆိုးလို့သူတောင်းပန်ခဲ့တာတဲ့လေဒါဆိုကျွန်တော်ကိုခွင့်လွှတ်ပြီးပြန်ပေါင်းမလားဆိုတော့မဟုတ်ဘူးတဲ့ရှင့်ကိုဒုက္ခရအောင်ကျမကိုယ်တိုင်လှုပ်ချင်လို့တယ်လေအမေချွေးမကရီတော့ရေးရတာဗျကျွန်တော်ကိုတခြားသူဒုက္ခပေးတာမမြင်ရပေမဲ့သူပေးတဲ့ဒုက္ခတော့ယူသွားတဲ့ဘာလို့ပေးရမလဲမေးတော့ထောင်ထဲသွားနေပြီတဲ့အဲ့ဒါဆိုဣဇာရင်ထဲကအမုန်းနေတကယ်ကြီးမာလားကိုအခုဝန်ခံပြီးထောင်ချခံလိုက်တာကပြဿနာမဟုတ်ပေမဲ့ဣဇာရင်ထဲကကိုကြောင်ရခဲ့တဲ့ဒဏ်ရာတွေကတကယ်ပြေသွားမှာလားသားလေးမွေးလာရင်သားမျက်နှာကိုလုံးဝမြင်ကွင်းမရှိအောင်သားနဲ့လုံးဝအထိတွေ့မရှိအောင်ရှင်ထောင်ထဲမှာသာသွားနေလိုက်ပါတဲ့ကျွန်တော်မိမကအတော်အသေးမာတဲ့မိမပါဗျာကျွန်တော်ထောင်ချနေတဲ့တစ်ချောင်းလုံးဝမဆက်သွယ်တယ်လို့တစ်ခေါက်တော့လာမကြည့်ခဲ့ပါဘူးကျွန်တော်တချို့တငယ်ချင်းတွေလာကြည့်ရင်ဣဇာနဲ့သားလေးကြောင့်ပြောပြသလောက်ကျွန်တော်သိရတယ်ကျွန်တော်ရှေ့နေကိုတော့သူဆက်သွယ်တယ်ကျွန်တော်တို့အရင်နေခဲ့တဲ့အိမ်မှာလဲသူမနေတော့ဘူးပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေကိုကျွန်တော်ရှေ့နေစီသူသွားအပ်သွားတယ်ကျွန်တော်တို့နှစ်ယောက်ပိုင်ဆိုင်မှုတွေဘာတစ်ခုမှမယူခဲ့ပဲသူဆင်းသွားတာသူနဲ့သားကိုလုံးဝမဆက်သွယ်ပါနဲ့တဲ့ခဏခဏမှာကြားခဲ့တယ်အမေအကူကနေအရင်သူနဲ့နေခဲ့တဲ့အိမ်ကိုပဲပြန်ဖြစ်တယ်ရှင်းနေထောင်ဝမှာလာပေးခဲ့တဲ့အိမ်တော့နဲ့ဝင်ရတာတော့တက်တောင်လဲမထားကြဘူးပဲတန်ကြီးတောင်ကြိုက်နေပြီမနေ့ဖွင့်ရတယ်အိမ်တကားစဖွင့်လိုက်တာနဲ့ဟာကိုပြန်လာပြီပင်မနေပြီလားရေချိုးလိုက်နော်ထမင်းခူးထားမယ်ဆိုတဲ့ဣစာရဲ့အတန်ရိပ်တွေပုံရိပ်တွေဒီတန်တွေကတကယ်မှမဟုတ်တော့တာအမေအုပ်ကူမှတော့မျက်ရည်မကျခဲ့တဲ့ကောင်ကအိမ်ကိုဝင်လိုက်တာနဲ့ထိန်းထားတဲ့မျက်ရည်တွေအတားဆီးမဲ့ကျလာတော့တာပါပဲစောက်ရမ်းရှက်ဖို့ကောင်းတယ်မင်းလိုကောင်ကအခုလိုငွေနေပို့တောင်တန်တဲ့ကောင်လားကွာအိမ်နေရန်တွေမှာမင်္ဂလာဆောင်တက်ပေါင်လေးတွေအတော်ဖုံတက်နေပြီဖုံနေကြားထဲမှာတော့ကိုတို့နှစ်ယောက်အပြုံးလေးတွေကအသက်ဝင်နေစေနော်ဖုံကမျက်လုံးထဲထိဝင်လာတာလားကွာမျက်ရည်တွေကကျနေတာမရက်တော့ဘူးအိတ်ခမ်းထဲမှာကလေးပိုစတာလေးတွေသားလေးမျက်နှာတစ်ခါမှတော့မမြင်ဘူးခဲ့တဲ့အဖေသားလေးကတော့ကြည့်လိုက်ရင်အဖေလိုအဖေမျိုးရမှာရှက်မှာပဲနော်အိမ်ကိုတန်ရှင်းလုပ်တဲ့အဖွဲတွေခေါ်လုပ်ခိုင်းပြီးကျွန်တော်လည်းရက်နှငယ်ဘုန်းကြီးဝတ်ခဲ့တယ်ကျွန်တော်ပြန်ထွက်လာပြီးတလလောက်အကြာခြံရှိမှာကားတစ်စီးရက်တယ်ဣဇာဟုတ်တယ်ကျွန်တော်မျက်လုံးမမှားပါဘူးကျွန်တော်မိမဣဇာကားပေါ်ကဆင်းလာတယ်စေထားတဲ့ခြံတကားကိုတုံးပွင့်ပြီးကျွန်တော်စီတက်တက်လျှောက်လာတာကျွန်တော်စီဣဇာလာတယ်အိမ်မက်လာဗျာဣဇာလမ်းလျှောက်လာတာကိုကျွန်တော်မျက်တောင်မခက်ငကြည့်နေစဉ်ကိုစော်ခန့်ဒါလာပေးတာပါကိုစော်ခန့်ရှိနေလဲသိပါတယ်သူ့ကိုလည်းမဲတူပေးထားပါတယ်ကျွန်တော်သူ့လက်ထက်ကဖိုင်ကိုဖွင့်ကြည့်လိုက်တယ်သူတရားဆွဲထားတဲ့လင်မယားကွာရှင်းပစ္စည်းပေးစီလုံမှုမှာသူတရားရုံးရဲ့အနိုင်ဒီဂရီရထားတဲ့စာရွက်ကျွန်တော်ပြုံးမိတယ်ဒါဖြစ်တင်ပါတယ်ကျွန်တော်ကိုကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့လာပြောရင်တော့ကျွန်တော်ချီတုံချတုံဖြစ်နေအောင်မှာအခုလိုသူ့ဘက်ကတစ်ဖက်သက်အနိုင်ဒီဂရီရသွားတော့လဲပြီးတာပါပဲလေမတွေ့တာနှစ်တော့ကြာနေပြီမဟုတ်လားနေကောင်းလားအဆင်ပြေလားအရင်မေးခဲ့ရင်တော့ကျွန်တော်ပူရှက်မိအောင်မှာအခုလိုခက်စိမ့်စိမ့်ဆက်ဆံရတာတမ်းပါတယ်ဇော်ခန့်ကြီးတမ်းပါတယ်သားရောလို့ကျွန်တော်မရဲတရဲမေးမိတယ်အေးဆက်နေတဲ့မျက်ဝန်းတစ်စုံနဲ့နေကောင်းပါတယ်တဲ့အေးဆက်နေတဲ့အတန်နဲ့ပဲပြန်ဖြေခဲ့တယ်ပိုင်ဆိုင်မှုတွေကဘာလို့အကုန်ထားခဲ့တာလဲလို့မေးလိုက်တော့ခတ်တိုးတိုးရေငေါ့တန်လေးထွက်လာပြီရှင်းပစ္စည်းတွေလေရှင်ရှာထားတယ်လေကျမကရှင်ပေပဲပန်းရှာထားတာကိုမယူရက်ပါဘူးချင်းချောက်ပြီးလဲတောင်းမဲ့မိမထဲလဲမပါဘူးလေရှင်တွေ့ခဲ့ဘူးတဲ့ခက်ညံ့ညံ့အပေါ်စာမိမမဟုတ်တာကျွန်တော်သူပြောသမျှကိုပြုံးပြီးပဲနားထောင်နေမိပါတယ်အဲ့ထက်တောင်အပြောခံရတဲ့ကောင်မို့လက်မခံနိုင်ကြလည်းမရှိဘူးလေသူလဲကျွန်တော်နဲ့အကြာကြီးနေခြင်းပုံမပေါ်ပါဘူးပြန်တော့မယ်လို့ပြောပြီးအလှဲ့ကျွန်တော်
နှုတ်ကမရက်တည်းထမ်းမင်းမိပြန်တယ်ဖိုးဆက်သွယ်ခြင်းရင်ဘယ်လိုဆက်သွယ်ရနိုင်မလဲကျွန်တော်ဘက်ကိုလှည့်ပြီးကျွန်တော်မျက်လုံးကိုစစ်စစ်ကြည့်ကအတန်ချူချူလေးနဲ့ပဲဆက်သွယ်ဖို့လိုတော့တဲ့သူတွေမှမဟုတ်တာရှက်တဲ့ရင်ပေါ့နောက်လဲတောင်မကြည့်တော့ပဲကြောခိုင်းထက်သွားတာကိုငေးကြည့်ပြီးကျွန်တော်အော်ရင်းမိတယ်ရှက်တဲ့ရင်ပေါ့ရှက်တဲ့ရင်ပေါ့တန်ပါတယ်ငါကောင်ကြီးလို့အကျေကြီးရေရွတ်မိရင်လက်ထဲကစာရွက်ကိုဖိုင်းထဲထည့်ချိန်တက်ပုံလေးတစ်ပုံထွက်ကြလာတယ်ခလေးတယောက်ရဲ့စပိန်စီနေတဲ့ပုံလေးကျွန်တော်ရင်တွေအောင့်တက်လာတယ်မျက်ရည်တွေကသားလေးပုံပေါ်တွင်တွင်စီးကြနေပြီကျွန်တော်ဘာမှလုပ်လို့မရတော့ဘူးသားရဲ့အဖေနောက်ဘွားကြရင်လိမ်မာတဲ့အဖေဖြစ်သားလေးနဲ့ပြန်တွေ့မယ်နော်ဒီအဖေဆိုးအဖေမိုက်ကြီးကသားကိုတော့တွေးခင်မရှိတဲ့အဖေပါသားအမေပြောခဲ့တဲ့စကားတစ်ခုကအဖေအတွက်တေးရပါပဲသားရဲ့ရှက်တဲ့ရင်ပေါ့တဲ့ဟုတ်ကဲ့ပါဗျာဇလန်းလေးကတော့ဒီနေရာမှာပြီးဆုံးသွားပါပြီခင်ဗျာဇလန်းကောင်းလေးတွေနားဆင်ဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ခဲ့ကြပါနဲ့ခင်ဗျာ